လိုင်းလွှင့်ဖို့ခွင့်မပြုခဲ့တဲ့စလန်စင်မင်းဇက်တော်ကြီးကိုဗီဒီယိုပြတ်အောင်လုပ်လို့ပွဲဖြစ်နေကြတဲ့မင်းသားကြီးသိန်းစော်နဲ့စမ်းရည်မှုဇက်စီယာပရိသတ်ကြီးဗုဒ္ဓဝင်ဇက်တော်ကြီးတစ်ခုဖြစ်တဲ့စလန်စင်မင်းဇက်တော်ကြီးပြဇက်ကမူရင်းပိုင်ရှင်ဇက်မင်းသားကြီးဦးသိန်းစော်ပါဒါပေမဲ့လည်းဇက်မင်းသားကြီးမန္တလေးသိန်းစော်ထက်အရင်ဆရာကြီးလက်ရှိနေသေးတော့စမ်းရည်မှုရဲ့ဇက်ဆရာအောင်ကျော်ထွန်းကဦးသိန်းစော်ကိုကြောပြီးစာစင်ကအခြားတစ်ယောက်ကိုအပ်ထားတယ်လို့ဆိုပါတယ်ဇမင်းသားကြီးမန္တလေးသိန်းစော်နဲ့ဇက်ဆရာအောင်ကျော်ထွန်းတို့ကနှစ်ဦးသဘောတူလက်ရေးစာချုပ်ချုပ်ဆိုပြီးတော့ဒီဇက်တော်ကြီးကိုကပြဖို့ခွင့်တောင်းခဲ့တာပါဒါပေမဲ့လည်းဇက်တော်ကြီးကပြနေချိန်မှာလိုက်မလွင်ဖို့တောင်းဆိုခဲ့ပေမဲ့တချို့တစ်ဝက်ဗီဒီယိုတွေကပြန့်နှံ့သွားခဲ့ပြီးတော့ဦးသိန်းစော်ဘက်ကစာချုပ်ကိုမယုံမသိလုပ်တယ်ဆိုပြီးတော့ရော်ကြီးတောင်းခံခဲ့တယ်လို့ဆိုပါတယ်အဲ့လိုတသိတက်ကရမရှိပေမဲ့လည်းတစိတ်ကောင်းမပါတဲ့စာချုပ်နေဆိုတော့ရောစရာမလိုဘူးအချိုးမျိုးနဲ့ဥအောင်ကျော်ထွန်းကပွဲလေးရှာလိုက်ပြီးတော့ဆိုရှယ်မှာကြရက်တွေထားခဲ့ကြတာဖြစ်ပါတယ်ဘသူမားတယ်ဘသူမှန်နေဆိုပေမဲ့လည်းဒီကိစ္စကဇက်သပင်ကိုချစ်မြတ်လို့ပြီးတော့ဇက်သပင်တိုးတက်အောင်လုပ်နေကြတဲ့သူတွေမလို့ပွဲတွေဖြစ်နေတာမစည်းလုံးတယ်လို့တွေးမြင်ရပါတယ်တယောက်နဲ့တယောက် screenshot တွေကိုစီနဲ့ချပြပြီးတော့ live တွေလင်းမီဒီယာတွေမှာအင်တာဗျူးတွေဖြည့်ပြီးအခြေအတင်လုပ်နေကြတာကသူတို့ချစ်တဲ့ဇက်သပင်ကိုအများကအထင်လွဲစေနိုင်ပါတယ်ဇမင်းသားတွေချင်းချင်းတောင်မတည့်နေတာငါတို့လည်းပြောတယ်ဆိုတဲ့ဝေဖန်ဆဲဆိုခံရမှုတွေကတွေ့နေရတာကြောင့်တင့်မြတ်စီခြင်းပါရဲ့နော်ဒီတော့ပရိသတ်ကြီးမန္တလေးသိန်းစော်နဲ့ပွဲဖြစ်နေတဲ့ဇက်စီယာအောင်ကျော်ထွန်းပေါ်မှာမှတ်ချက်လေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်